ဘတွေအပူတော့ကလေဥပမာကျွန်တော်တို့မမမြင်အောင်လို့ဒီမှာဒီဝိုင်းအမှုပညာရှင်တွေတာသမီတည်တဲ့အချိန်မှာတရုပ်ဆောင်တဲ့ item တွေအပြင်မှာတကယ်မြင်နေရတယ်ကျွန်တော်လေသူတို့ကခံစားချက်ကကျွန်တော်ယူအောင်မသိဘူးအဲ့ဒီမူနဲ့သူ့ရဲ့အတန် flow ကိုကျွန်တော်ရင်ထဲကိုခေါင်းလို့ရောက်သွားပြီကျွန်တော်တချို့ဆိုလို့ရှိရင်၃ဖက်တောင်ဖြတ်ခံလိုက်ရတာ6ထောင်2ဖက်လက်တစ်ဖက်အဲ့လိုဖြတ်ခံလိုက်ရတယ်ပေါ့နော်ဒီလို6ထောင်ကြီးဖြတ်ထားပြီးတော့မှဒီလိုပတ်တီးတွေစီးထားတယ်ဆိုတာကျွန်တော်တို့ရုပ်ရှင်ထဲမှာပဲမြင်ဘူးတာအပြင်မှာဒီလိုလက်တွေးလိုက်ရတဲ့အခါမှာဒီ6ထောင်ကြီးတစ်ခုလုံးဖြတ်ခံရတာမပြောနဲ့ကျွန်တော်တို့ဟိုအခလေးဆွရင်တော့မှဘယ်လောက်နာတယ်လဲပေါ့နော်ဓာလေးရှာရင်တော့မှဟိုဒီနေရာ used to ပြန်ဖြစ်ဖို့တော့တော်တော်လှုပ်ယူရတာသူတို့ဆိုဘယ်လောက်ထိခံစားလိုက်ရမလဲဆိုတော့စိတ်ကိုကျွန်တော်ဝင်ပြီးတော့ခံစားလိုက်တဲ့အချိန်မှာပြန်ပြောစရာစကားမရှိတော့ဘူးကိုတော်ကြီးကလည်းအရင်သနာရတယ်ချက်တက်တယ်နော်ကိုကျင်းစားရတယ်အဲ့လိုပဲကျွန်တော်လည်းမြင်တာနဲ့ကိုထုတ်တော်မပြတယ်ဘူးတိုးတော်ညာလည်းပဲအဲ့လိုစိတ်ထဲမှာလေအနုညာရှင်မလို့လာလည်းမသိဘူးတခုခုသူတို့ feeling ကိုကြည့်လိုက်တာနဲ့ကိုက item တွေလိုက်လုပ်နေတယ်သူဆိုတော့လေဒါဆိုသူဘယ်လောက်ထိခံစားနေရလဲအဲ့လိုတော့မိရပေါ့ကြီးဆိုတော့နောက်ဆုံးစိတ်ထဲမှာအရင်ရောက်တဲ့သူတွေဆိုရင်ဟိုတယ်အောင်ဝဲပြိုကြတယ်ကလေးလေးစီတွားလူတဲ့အချိန်တုန်းကဆိုတော်တော်စိတ်ထဲမှာမကောင်းဘူးဆိုတော့အဲ့ဒီကိုလင်းမှာရိုက်ခဲ့တော့ကတကယ်ကိုကူညီခဲ့တဲ့ရွာလေးကဖြစ်နေတော့ပိုပြီးစိတ်ချင်းနာမည်လေးသိချပြောလိုက်အောင်လင်းမှာနေပါကလေးအဲ့ဒီချင်းလေးမှာကျွန်တော်လင်းမှာနေပါကလေးရမှာကြတော့ကျွန်တော်ကမီးပုံပွဲကြီးလောက်တာကောင်မလေးနဲ့စုံတဲ့စီးပေါ့နော်ကောင်မလေးနဲ့စုံတဲ့စီးလောက်တဲ့အချိန်မှာအဲ့ဒီအချိန်မှာအဲ့မီးပုံပွဲကြီးကိုချက်ချင်းနေရင်းချင်းရအောင်အတွက်အဲ့ဒီကတိုင်းရင်းသားတွေကျွန်တော်မီးပုံပွဲကြီးကိုကူညီခဲ့ကြတာအဲ့ဒီရွာဆက်ကအဲ့ရွာလေးကိုတကယ်ဟိုတွားပြီးတော့တိတ်ဆုံးသွားရင်ညီမလေးစီတွားလို့ရချိန်မှာအဲ့ရွာဖြစ်ဆိုတော့ကိုရင်တွေမှာပိုးစိမ်မကောင်းကိုကူညီခဲ့ကြရွာဖြစ်တယ်ပြီးတော့အဲ့မှာကိုပြိတ္တတွေလည်းရှိတယ်ဆိုတော့တိတ်ဆုံးသွားကြတဲ့ညီမလေးဆိုရင်ကျွန်တော်တို့ပြိတ္တတွေလည်းပါတယ်ကိုတာကြီးတို့ကျွန်တော်တို့ပြိတ္တတွေလည်းပါတယ်ဆက်ခါကျတော့စင်ကောင်းတော်ဖြစ်အဲ့မှာဘာထပ်ပြီးခံစားရလဲဆိုတော့သူတို့ဘဝလေးအတွက်သူတို့စူးစမ်းပြီးကြောင်းတက်ဖို့လေးပတ်သက်စုပြီးအလုပ်ဝင်လုပ်တဲ့သူတွေရှိတယ်လို့သူတို့မိသားစုကိုစူးစမ်းပြီးအရွယ်လေးရောက်တာနဲ့ထောက်ပံ့နေသူရှိအဲ့တော့မိဘတွေကဘာဖြစ်လဲဆိုတော့အရန်သူတို့အားကိုးရတဲ့သူတွေတည်ဆုံးသွားကြတာဆိုတော့မိဘတွေအပူတော့ကလေဥပမာကျွန်တော်တို့မမမြင်အောင်လို့ဒီမှာဒီဝိုင်းအမှုပညာရှင်တွေတာသမီတည်တဲ့အချိန်မှာတရုပ်ဆောင်တဲ့ item တွေအပြင်မှာတကယ်မြင်နေရတယ်ကျွန်တော်လေသူတို့ကခံစားချက်ကကျွန်တော်ယူအောင်မသိဘူးအဲ့ဒီမူနဲ့သူ့ရဲ့အတန် flow ကိုကျွန်တော်ရင်ထဲကိုခေါင်းလို့ရောက်သွားပြီကျွန်တော်အဲ့ကိုကြီးနဲ့နှုတ်ဆက်ပြီးတော့ကျွန်တော်ထွက်သွားပြီးတော့မှသူတကယ်ကျွန်တော်ကြီးကိုဖြစ်နေတာအဲ့ဒါဘာခံစားရမိလဲဆိုတော့ကိုကြီးကတော့နှုတ်ဆက်ပြီးပြီနှုတ်ဆက်ပြီးကျွန်တော်ပြန်သွားပြီးအရှိ့ထွက်ပရင်းမဘာစခုမှပြန်မပြောဘူးတော့ကျွန်တော်အားပေးနေတဲ့အချိန်မှာအဲ့တခုမှပြောကျွန်မယူရမှလားမသိဘူးတခုမှပြောပြီးလည်းပြီးတော့ကျွန်တော်တို့ကိုတာကြီးဆိုရှေ့ကိုရောက်သွားကျွန်တော်လည်းပဲဘရင်းမောက်ရောက်တော့မှတိလာတယ်လမ်းခေါ်ပြီးကျွန်တော်ပြန်သွားတော့ကျွန်တော်ပြောခဲ့တဲ့စကားကျွန်တော်ဟိုနိုင်ရောက်မှလှမ်းပြောတာကျွန်တော်မနေနိုင်တော့စိတ်ကမကောင်းဘူးကျွန်တော်ပြန်ပြေးသွားပြီးမှအမှပဲဖြစ်တာလေစိတ်ကိုခံရတာပဲစိုက်ကိုပြန်တွဲရစိုက်ကိုဖောက်နေပြီဆိုတော့သူတို့စိုက်ကိုပြန်နေရအမကဒီသမီးလေးတယောက်ကိုအမအရင်ချစ်တာမယ်ဒါပေမဲ့ဒီမှာကလေးတယောက်တော့တော့ရှိသေးတယ်လားသူ့တော့အမအားကင်းရမယ်အကိုကအားပေးရမယ်နော်အမကိုလူပြင်းနေအဲ့လိုမျိုးပေါ့ဒီခံစားချက်ကကျွန်တော်ပြောရုံနဲ့တော့ပြေပြောက်သွားမှာမဟုတ်ဘူးခံစားမိတိုးတော်ညာလည်းသူတို့ချက်ချင်းသူတို့အတွေ့အကြုံမှာနောက်လူတယောက်ရှိသေးတယ်တန်ရောစင်နေနောက်ထပ်ဘဝရှင်သန်မှုတွေရှိသေးတယ်ဆိုတဲ့အကြောင်းပြောချက်ချင်းစိုက်ကိုခေါင်းတော့တန်းဖောက်ပေးရအဲ့အချိန်မှာတော့ဝမ်းနေတယ်အဲ့အချိန်ကဟိုဘယ်ပြောမလဲဘာနဲ့မှမနေနိုင်ဘူးသူ့ကိုနှစ်သိရတဲ့အချိန်ကကိုတော့ဝမ်းနေဆုံးအချိန်ဟုတ်တယ်သူတို့ကိုတွေ့ရတဲ့အချိန်မှာဟိုမျက်မြင်ပေါ့နော်ဥမာဆေးရုံတွေမှာသွားလှူတယ်ဆိုလဲခြေထောက်တွေဖြတ်ထားရတယ်တချို့ဆိုလို့ရှိရင်၃ဖက်တောင်ဖြတ်ခံလိုက်ရတာ6ထောင်2ဖက်လက်တစ်ဖက်အဲ့လိုဖြတ်ခံလိုက်ရတယ်ပေါ့နော်ဒီလို6ထောင်ကြီးဖြတ်ထားပြီးတော့မှဒီလိုပတ်တီးတွေစီးထားတယ်ဆိုတာကျွန်တော်တို့ရုပ်ရှင်ထဲမှာပဲမြင်ဘူးတာအပြင်မှာဒီလိုလက်တွေးလိုက်ရတဲ့အခါမှာဒီ6ထောင်ကြီးတစ်ခုလုံးဖြတ်ခံရတာမပြောနဲ့ကျွန်တော်တို့ဟိုအခလေးဆွရင်တော့မှဘယ်လောက်နာတယ်လဲပေါ့နော်ဓာလေးရှာရင်တော့မှဟိုဒီနေရာ used to ပြန်ဖြစ်ဖို့တော့တော်တော်လှုပ်ယူရတာသူတို့ဆိုဘယ်လောက်ထိခံစားလိုက်ရမလဲဆိုတော့စိတ်ကိုကျွန်တော်ဝင်ပြီးတော့ခံစားလိုက်တဲ့အချိန်မှာပြန်ပြောစရာစကားမရှိတော့ဘူးပြန်အားပေးဖို့စကားလည်းပါဇက်တန်းတွေထွက်မလာဘူးတခါလေကြာရင်လည်းဟိုဘယ်လိုပြောရမလဲမသိတော့တဲ့စကားမျိုးကိုလည်းထွက်မိတယ်အဲ့ဒီချိန်မှာလေဟာပြန်ကောင်းသွားမှာနော်ဘာမှဖြစ်ဘူးအမှန်တော့အဲ့လိုသွားပြောလိုက်တာဒီပေါ့တယ်အရန်ပေါ့ဒါပေမဲ့ပေါ့တာလည်းမသိတော့လေးတာလည်းမသိတော့ဘူးဘာအားပေးချင်တာပဲသိတယ်ဘာပြန်ပြောလို့ပြောရမှန်းလည်းမသိဘူးပေါ့နော်ဒီဟာကြီးကိုဟိုဘယ်လိုပြောရမလဲကိုတိုင်းဆိုတဲ့စိတ်ကလေးမှာတယ်တော်တော်ခံစားရပါတယ်ကျွန်တော်ဆိုလို့ရှိရင်ကြောက်ဆယ်ဆေးရုံမှာဟန်ဒူဆန်နဲ့တစ်ခေါက်သွားတယ်အဲ့နေ့ကတော့ကျွန်တော်တို့ကကြောက်ဆယ်ကိုအရင်ဦးဆုံးစဝင်လာဖြစ်တဲ့အတွက်နောက်ထပ်လမ်းကြောင်းတွေရှိနေတဲ့ခါကျတော့အများကြီးမလူလိုက်ရဘူးအဲ့ဒါကိုရတော့အဲ့ဒါဘာရနေအခုပြန်သွားပြီးသွားပြီအဲ့လိုလေတစ်ခေါက်အများကြီးသိတယ် तू ဖြစ်ချင်တဲ့ဆန္ဒတွေကိုကျွန်တော်သိတယ်
တော့လူကတော့ အဲ့တော့ဟန်နူဆန်နဲ့2ယောက်အလှလုံးဖြစ်တဲ့အခါမှာလည်းစိတ်တူကိုယ်တူရှိတယ်ပြီးတော့သူသွားချင်တဲ့နေရာတွေဆိုကျွန်တော်လှမ်းပြောတယ်ဘယ်နေရာတွေသွားချင်လဲဘိုးကြီးရောက်တယ်ဆိုဝင်ခဲ့ပြီကျွန်တော်ကလည်းကျွန်တော်ဘယ်နေရာတွေသွားချင်လဲညီလေးရောက်တယ်ဆိုဝင်ခဲ့ပါဆိုတော့2ယောက်လုံးကလည်းအလုပ်ရှိတယ်ပြီးတော့တယောက်ကလှူတဲ့အချိန်မှာတယောက်ကအလှူခံရတယ်တယောက်ကလောက်ရတယ်ပေါ့အဲ့လိုမျိုးနှစ်ဖက်မျှလောက်ရတဲ့အခါကျတော့လေအဲ့ကြောက်ဆယ်စင်းမှာကျွန်တော်ထမင်းတုပ်တွေပဲလှူခဲ့တယ်နေအဲ့မှာကျွန်တော်မျက်လုံးထဲမှာမထွက်တာခလေးလေးတယောက်နော်ခလေးလေးတယောက်ဟိုခြေထောက်ဖြတ်ခံလိုက်ရတဲ့မူချိုချောင်းပြီးတဲ့အခါကျတော့လေအဲ့ခလေးလေးဆိုလဲကျွန်တော်တို့ငွေလှူခြင်းတယ်ဒါပေမဲ့အဲ့နေ့ကကျွန်တော်တို့မလှူလိုက်ရဘူးပြီးတော့နောက်အမျိုးသမီးတယောက်ဆိုလဲခြေထောက်နှစ်ဖက်လုံးဖြတ်ခံလိုက်ရတယ်ပေါ့နော်အဲ့တယောက်ဆိုလဲအဲ့လိုပဲကျွန်တော်တွေ့တယ်ဟန်ဒီဆန်ကိုတွေ့တဲ့အခါမှာအရန်ဝမ်းနဲ့ပလက်နဲ့ဘယ်လိုပြောမလဲသူတို့ရဲ့ဆွေမျိုးတွေ့သလိုတိုင်သလိုမျိုးပေါ့နော်ငိုပြီးတော့ဟိုဖြစ်တဲ့အခါကျတော့အဲ့လူတွေကိုကျွန်တော်ဒုတိယတစ်ချိန်သွားပြီးတော့ကြောက်စဲကိုရောက်တဲ့အခါမှာထပ်ပြီးတော့လှူဒန်းခဲ့တယ်ဟိုလှူဒန်းဖြစ်ခဲ့တယ်ပေါ့နော်ဆန်တဲ့တေချာလေးအဲ့တော့အဲ့လိုအချိန်မျိုးတွေမှာတော့လေဟိုသူတို့ကဘာပြတ်တယ်လို့ပဲကျွန်တော်တို့လည်းကဘာပြတ်နေပါတယ်ခင်ဗျကျွန်တော်တို့လေယုံမမယုံမလို့တော့မပြောပါဘူးအခုမှတော့ကျွန်တော်ကတော့ဒီကေကိုရီကြုံတွေ့လာတဲ့အခြေအနေတစ်ခုမှာအကောင်းဆုံးဖြည့်ရှင်းခဲ့ကြပါတယ်ကျွန်တော်ညောင်လေဟုတ်ကဲ့ဘယ်သူမှတော့ယုံမမယုံမလို့မပြောဘူးဒါပေမဲ့ကျွန်တော်ကတော့ဗာတစ်ခုခံစားထားလဲဆိုတော့ကျွန်တော်တို့အသက်ရှင်ကြရတယ်ပါလေအသက်ရှင်ကြတဲ့အချိန်မှာကျွန်တော်တို့အခုနေရှူနေရပဲနေရှိတာတော့တည်တယ်မမြင်ရဘူးမမြင်ရလို့ဆိုပြီးဒါမရှိဘူးလို့တော့ပြောလို့မရဘူးဆက်ခါကျအဲ့လိုပဲအရာတွေကကိုမြဝါးတဲ့မြင်ရမှာယုံကြည်မယ်ဆိုလို့ရှိရင်တော့လေမရှူဘဲနဲ့အသက်အောက်ထားကြည့်ကြမအောင်နိုင်ဘူးအဲ့ဒါဆိုတရားတကယ်ရှိတယ်အဲ့လိုပဲအဲ့ကြောင့်ကိုမမြင်ရတိုင်းမှာဒါကိုမရှိဘူးလို့ယုံကြည်လို့မယုံကြည်လို့မရဘူးပြီးတော့ဘာသာကြီးလေးခုကလည်းရှိတာဟုတ်ဆက်ခါကျတော့ဘာသာကြီးဒီအတိုင်းမှာလည်းသူတို့ရဲ့ယုံကြည်ရရှိကြဆိုတဲ့ခါကျတော့ကျွန်တော်ဆိုတည်ပြီးသွားရင်လူပြန်ဖြစ်တယ်ခရစ်ယာန်မှာဆိုကောင်းကင်နိုင်ငံရောက်တယ်အဲ့လိုပဲခြားတော့တယောက်နဲ့ယောက်မတူတဲ့အရာရှိအဲ့ဒါတွေလိုက်ညှိနေမယ်ဆိုရင်တော့ဒါပြီးမှာမဟုတ်ဘူးတော်တော်များလည်းပဲသူ့ရဲ့ယုံကြည်ရလူတယောက်ကယုံကြည်ရဆိုအဲ့ယုံကြည်မှုကိုသူ့ရဲ့ယုံကြည်မှုပဲလေကိုယ်နဲ့မှမဆိုင်ဘူးဒါပေမဲ့ကိုယ်မယုံကြည်ရင်လည်းဒါလေးပဲနေလိုက်တာအကောင်းဆုံးပါပဲဟုတ်အဲ့လိုမျိုးလေးပဲကျွန်တော်ပရိသတ်တွေကိုပြောပြချင်ပါတယ်ဒါပေမဲ့လည်းယုံကြည်တဲ့သူတွေအတွက်လည်းပဲယုံကြည်ပါလို့တော့ကျွန်တော်အတင်းကြီးလိုက်ပြီးတော့မဖြေရှင်းပါဘူးဒါပေမဲ့လည်းကျွန်တော်တို့ကတော့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အချိန်မှာတော့ကျွန်တော်တို့ယုံကြည်သည်ဖြစ်စေမယုံကြည်သည်ဖြစ်စေဒီပြဿနာအပေါ်မှာကျွန်တော်ညီကိုညဘယ်လိုဖြေရှင်းရမလဲဆိုတဲ့အစားတော့လုံးဝမဟုတ်ဆိုတော့အဲ့ဒါကိုအကောင်းဆုံးဖြေရှင်းခဲ့ကြပါကျွန်တော်တို့ဒီအလူကိုမသွားခင်တည်းဟန်ဒူးဆန်နဲ့2ယောက်တိုင်ပင်ကြတာပေါ့နော်အလူလုတ်ပြီးတိုင်းကျွန်တော်တို့အမျှပေးမယ်တာရုခေါ်မယ်ဘာလို့လဲဆိုတော့ဟန်ဒူးဆန်ရဲ့ရင်ထဲမှာလည်းသူဖြစ်နေတဲ့ဆန္ဒပြင်းပြဆုံးကဘာလဲဆိုတော့သူစွန့်သွတ်ပေးခြင်းတယ်ဥပမာပေါ့နော်ဖုံဖုံတွေစုံပါသွားတယ်ဖုံဖုံနေဆိုတာကနောက်မှမိသားစုမရှိတာများတယ်လေသူတို့ကိုစွန့်သွတ်ပေးမဲ့သူနဲတယ်ပြီးရင်တချို့ဟိုအိမ်တွေဆိုရင်တအိမ်သားလုံးပါသွားတယ်အဲ့လိုမျိုးစွန့်မသွတ်ရတဲ့သူတွေအများကြီးကြံတယ်အဲ့အတွက်လည်းသူကစွန့်သွတ်ပေးခြင်းတယ်ဆိုတဲ့စိတ်ဆန္ဒကလည်းပြင်းပြနေတဲ့အခါကျတော့ကျွန်တော်တို့စွန့်မသွတ်ခင်ငါတို့ဒီနေ့သွားလှူတဲ့အခါမှာဒီအလှူလုပ်ပြီးတိုင်းအမျှပေးကြမယ်တာရုခေါ်လို့ရအောင်ဆိုကျွန်တော်တို့လုပ်တဲ့အချိန်မှာပဲဒါဝင်ပူးတဲ့အခါမှာကျွန်တော်တို့လည်းမသိဘူးဝင်ပူးတာကျွန်တော်တို့2ယောက်အဲ့လိုပေါ့နော်ဟိုတာရုခေါ်ပြီး3ချိန်ခေါ်ပြီးတဲ့အချိန်မှာလက်ညှိုးကြီးထိုးပြီးတော့မြင်းစည်းသလိုမျိုးခုန်ပေါက်ပြီးတော့ဝင်လာပြီးသူအနောက်မှာရှိတယ်အဟိုးနောက်မှာသူရှိတယ်သူ့ကိုဘယ်သူမှမခေါ်ဘူးတာရုခေါ်ဖို့သူ့ကိုခေါ်ပါဆိုပြီးကျွန်တော်တို့လာပြောတော့ကျွန်တော်တို့2ယောက်ဂျားတဲ့ကိုဝင်လာတာပေါ့နော်သူ့ကိုလည်းကြည့်လိုက်တော့ तू ကလည်းအံ့ဩနေတယ်ဘာလို့အောင်မသိကျွန်တော်လည်းဘာပြန်လုံးအောင်မသိဘူးဒီလိုအံ့ဩသွားတယ်လို့ကိုကြီးကလည်းခုနဖိတ်လိုက်မိတာဖိတ်လိုက်မိတာကျွန်တော်ကလည်းဘယ်လိုဖြစ်လိုက်လဲဆိုတော့တကယ်လို့တာရုခေါ်လို့မရဘူးဆိုကျွန်တော်တို့ပြောကျွန်တော်ကရအောင်လုပ်ပေးမယ်ဆိုတဲ့စကားပြောလိုက်ပြီးတော့ကျွန်တော်အဲ့ဒီဗီဒီယိုမှာလည်းပါတယ်ကျွန်တော်အကုန်လိုက်ကြည့်တယ်ဘယ်သူများဘာဖြစ်မလဲကြည့်တဲ့အချိန်မှာကြည့်လို့ဒီဘက်လေးလျှောက်ဆိုဝူးဆုံဝင်လာတော့ပိုလက်သွားစတိခါနေရတယ်တွေ့တယ်အန်အော်နေတယ်အရင်အန်အော်နေပြီကျွန်တော်အဲ့ဒီမအန်အော်ခင်ဝင်မဘူးခင်မှာကျွန်တော်အားလုံးတယောက်ချင်းစီလိုက်ကြည့်နေတာရှိတယ်အဲ့ဘာလို့ကျွန်တော်အဲ့ဒီစကားပြောလိုက်ပြီလို့ဘယ်သူများဘာဖြစ်မလဲဆိုတော့ဒါလိုက်ကြည့်တာကြည့်တဲ့အချိန်မှာအဲ့ဒီအချိန်မှာမှမဖြစ်တော့ပါဘူးဒီစိတ်ပြန်ချချိန်မှာဝုန်းဆုံဝင်လာရန်လက်သွားအဲ့တော့ဟဲ့ငါတို့ပြောနေကြမှာတကယ်တာရုမခေါ်နိုင်တဲ့သူရှိနေရလားဆိုရန်ဝမ်းနေစိတ်ကောင်းပြောတာဆိုတော့ညောင်ဆုံးကလည်းပေးလိုက်မိရပေါ့အဲ့တော့တက်ပိတ်ဆိုင်ပြောတာဟုတ်တယ်ဒါကတော့လေဘယ်လိုပြောရမလဲမယုံလို့လည်းမရဘူးကိုယ်တိုင်လည်းကြုံတွေ့ရတခါမှလည်းအဲ့ဒါမျိုးကိုဟိုမကြုံတွေ့ဘူးပေါ့နော်ပြီးရင်ပြောရင်ဒီအမျိုးသမီးကလည်းဒါသူကိုယ်တိုင်ဒီလူတွေအများကြီးရှိနေတဲ့အချိန်မှာအဆက်ပွဲခံပြီးတော့ဘာဖြစ်လို့ဒါမျိုးတွေမဟုတ်ကလုံမှာလဲပေါ့နော်ဒါမယုံဆိုတဲ့သူတွေအတွက်ရှင်းပြတာပါအဲ့တော့ပြေးလာတယ်သူပြောတယ်အဲ့တော့ကျွန်တော်တို့ကအဲ့အချိန်မှာလေအဲ့နားမှာလူတွေအများကြီးကဝိုင်းငိုကြပြီဘာလို့သူ့အိမ်မှာလည်းတိတ်ထားတယ်ဟိုမှာလည်းတိတ်ထားတယ်အားလုံးကသူတို့လူလိုပဲထင်တာအားလုံးကထင်တဲ့အခါမှာကျွန်တော်တို့ကလည်းဟန်ဒူးဆန်နဲ့လက်ခနဲ့သူကတတိယပြောလေနာမည်ပြောဆိုကျွန်တော်လည်းနာမည်ပြောဘယ်သူလဲနာမည်ပြောဆိုတော့မှသူကဘယ်သူဆိုပြီးတော့ထုတ်ပြောတာနာမည်ကိုထုတ်ပြောတဲ့အချိန်ကျတော့မှအိုင်နာရွာသားတွေကပြောတာ
သွားသူ့ရဲ့အမျိုးသားရှိတယ်ဒီနားမှာပြီးတော့အဲ့အမျိုးသမီးကအဲ့ဒီနားမှာနေအုပ်ပုံပြီးပြီးတော့ဆုံးသွားတာဆိုပြီးပြောပြတဲ့အခါမှာကျွန်တော်ချက်သိန်းနေထားသွားပြီးတော့ကဲဒါဆိုရင်အမရေပြန်ပြီးတော့တာတို့ခေါ်ပေးမယ်နော်အမျှပေးမယ်တာတို့ပြန်ခေါ်ပါဆိုပြီးပြောလိုက်တဲ့အချိန်မှာ तू ကလေကျမ်းမြေမှာငုတ်တုတ်ထိုင်ချလိုက်တာဘုံကနေလေးထိုင်ချပြီးကြုံလေးနဲ့လေတာတို့သုံးတင်ခေါ်ပြီးတော့မှလေရပြီးသွားတော့မယ်တဲ့အဲ့လိုမျိုးပြောပြီးတော့လေထွက်သွားတာပေါ့နော်ထွက်သွားပြီးတော့အဲ့ဝင်ပူးခံရတဲ့အမျိုးသမီးကပက်လက်ကြီးမောပြီးတော့နော်ကလထိုင်ပေါ်မှာနော် ဟုတ်တယ် မိနစ်20အစိတ်လောက်ကိုလေကျွန်တော်ရက်ခတ်ပြီးတော့သူ့ကိုပြန်ပြီးတော့ပြုစုပေးခဲ့ရတာပေါ့နော်ဒါလေးကလည်းအမှတ်တရပါပဲပြီးတော့အဖိုးသူ့ရဲ့အမျိုးသားဆိုတဲ့အဖိုးဖြစ်နေပြီပေါ့နော်ဦးလေးအရွယ်ရောက်နေပြီဒီဦးလေးဆိုလည်းဘယ်လိုပြောမလဲဝမ်းတာပေါ့နော်ဒီလိုမျိုးရပြီးသွားပြီလို့နှုတ်ဆက်သွားတာကိုဝမ်းသာတယ်လို့ဆုံးပါသွားတဲ့အတွက်လည်းသူမဖြေနိုင်အောင်ဝမ်းနေနေရတာဆိုတော့ကျွန်တော်ထပ်တူခံစားရပါတယ်ကျွန်တော်လည်းဘယ်လိုပြောရမလဲနှလုံးသားရှိတဲ့သူပို့ပြီးတော့နှလုံးသားနှုတ်တဲ့အခါကျတော့ပို့ဆိုးတာပေါ့နော်အခုပြန်လာပြီးတော့လည်းရန်ကုန်သားပြန်ရောက်နေတဲ့စိတ်ကရောက်အဲ့ကိုပဲရောက်နေတဲ့အဲ့လူတွေကိုပဲမျက်လုံးထဲမှာမြင်နေရပါတော့ငါတို့ဘာတွေထပ်လုပ်ပေးကောင်းမလဲဆိုတာတော့အများနဲ့တွေးနေပါတယ်ဟုတ်ကဲ့ပါအခုကျွန်တော်ညီကို2ယောက်ဥဆောင်တဲ့အဖွဲ့လေးပေါ့နော်ကျွန်တော်နောက်မှာဆိုလဲဒါတခြားလူတွေလည်းပါတယ်ဆိုတော့ကိုတင်မျိုးတို့ပိုင်တဲ့တို့နောက်သူညညီမလေးဇန်မင်းသမီးဇန်ဟန်တာတို့အကုန်လုံးပါတယ်ပေါ့နော်ဝိုင်းရတဲ့အဖွဲ့လေးကအခုတော့ပထမတစ်ပိုင်းလေးပေါ့နော်ကျွန်တော်တို့အလှရရှိထားတဲ့ပတ်စံတွေလည်းကုန်သွားပြီကျွန်တော်တော်တော်များများလည်းရောက်ရှိပြီးပြီပေါ့နော်ဒုတိယတစ်ပိုင်းအနေနဲ့ကတော့ဒါငလင်ပေးဆိုတာရေပေးလို့မြန်ထူထောင်လို့မရဘူးပေါ့နော်အချိန်ပေးပြီးလောက်အောင်မှာဖြစ်တဲ့ကျွန်တော်လည်းပတ်စံစုမယ်ပြီးတဲ့အခါကျမိဘပြည်သူတွေနေဖို့အတွက်ပေါ့နော်ယာယီတန့်နေကျွန်တော်တို့ထိုးပေးနိုင်မှုအတွက်ကိုကျွန်တော်တို့စူးစမ်းနေပါတယ်ညီကို2ယောက်လုံးပေါင်းပြီးတော့စူးစမ်းနေပါတယ်အဲ့ဒီအလှလေးအထမြောက်သွားတဲ့အခါကျရင်လည်းချဲရမိဘပြည်သူတွေကျွန်တော်တို့တင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဆိုတော့အခုကတော့ဒါလွယ်ပြင်ငလင်းပေးဆိုတာကကျွန်တော်ချက်ချင်းလေးပဲပြန်လည်ပြီးထူထောင်လို့မရအောင်အင်တလုံးဆောက်ဖို့ဆိုတာလည်းကျွန်တော်လှူတဲ့အလှူငွေတောင်းနေမပြီးဘူးဟုတ်တယ်အဲ့ခါကျကျွန်တော်ဘယ်လိုကူညီရမလဲဆိုတာတွေးတိုင်းမှာအရင်လည်းကောင်းကပ်ရတယ်အဲ့ခါကျတော့အားလုံးကိုပြောချင်တာကတော့အာတင်ထားပါဟုတ်တယ်အာတင်ထားပါကျွန်တော်လည်းအကောင်းဆုံးစူးစမ်းကြမယ်ပြီးတဲ့ခါကျတော့အစိုးရပြီးလို့ရှိရင်တော့အကောင်းနေလာမှာပါလို့အဲ့ခံယူချက်လေးနဲ့ကျွန်တော်အားလုံးရှိကိုဆက်ကြအောင်လို့ပြောချင်ပါတယ်ဒါလေးပါပဲဟုတ်ကဲ့ပါအားလုံး fight ထဲမှာနော်